ဘာသူနဲ့အဲ့လိုညဘက်လေးစကားတွေပြောပြီးတော့ဘာညာ ECP ပေါ့နော်ဆိုတော့ဒီမှာတဲ့ရနေတဲ့မြို့လာကြိုက်တဲ့ကောင်းမလေးတွေကနေတငယ်ချင်းတွေကောင်းပြီးဆက်ပြီးတယ်အဲ့လိုဝိုင်းရွှေ့နေတော့တေးမဆောင်ပိုင်းတော့တေးမဆောင်ဒါပထမဆုံးကိုယ့်ရဲ့ GL ကားလည်းဖြစ်တယ်ပေါ့နော်တစ်ခါမှလည်းမရိုက်ဘူးဒါပေမဲ့ခေါင်းထဲမှာအတွေးတစ်ခုဝင်လာကြတော့ညီမတို့တရုပ်ဆောင်ဖြစ်တဲ့အတွက်ဘယ်နေရာမှာဆိုကိုယ့်အတွက်အဆင်ပြေရမယ်ကိုလုံနိုင်ရမယ်ဆိုတဲ့အတွေးရှိတယ်ပေါ့နော်မှန်တိုင်းပြောရင်ကိုယ့်ရဲ့ပထမဆုံးပွဲထွက် GL ကားဖြစ်တဲ့အတွက်ရှင်တော့ခေါ်မယ်ဘာလို့ဆက်ဖြစ်မလဲဆိုတော့အဲ့လိုမျိုးဆိုရင်တော့လေကိုကအဲ့လိုတော်ဝိုင်းလို့ပုံစံမျိုးကနေကွာတိတ်ဆောင်ပြန်တယ်ဘာလို့လဲဆိုတော့ကိုယ့်ရဲ့အရက်ငောင်းရောဘယ်တော့မှလဲဆိုတော့အရင်တော့ပေါင်းတဲ့တငယ်ချင်းတွေဆိုရင်လေအဲ့လိုလာတာနဲ့မှာလာတာနဲ့အကောင်မလေးနင်းဟိုတဲ့ယောက်ျားလေးပုံကြီးစင်တယ်ပေါ့နော်လာတာနဲ့မှာတဲ့မတည့်ရက်နေတဲ့နင်းလာကြိုက်တဲ့ကောင်မလေးတွေကနေတငယ်ချင်းတွေနဲ့အောင်ပြီးဆက်ပြီးတယ်သူတို့ကအဲ့လိုတွေဇက်တွေသွင်းညာတာအဲ့တော့ဆိုတော့ကိုတက်ကတော့အဲ့လိုစိန်ခေါ်မှုတစ်ခုပဲပေါ့နော်သိချင်တယ်ဆိုတာလေကိုနဲ့လည်းတရုပ်ဆောင်ရမယ်ဘာလို့လဲဆိုတော့သိချင်တယ်ဆိုတာကလေဘာလို့ကိုယ့်ရဲ့ပထမဆုံး GL ကားလေးလည်းဖြစ်တဲ့အတွက်တယောက်နဲ့တယောက်လို့ connection မိချင်တာပေါ့နော်အခုပြောပြလိုက်ပါလားဘယ်သူဖြစ်မလဲလို့အဲ့ဒါဆိုရင်ဘာသူနဲ့အဲ့လိုညဘက်လေးစကားတွေပြောပြီးတော့ဘာညာ ECP ပေါ့နောက်ဆုံးကြိုက်သွားအောင်မလည်းပြောသိချင်တယ်ကွာဘာလို့ဆိုဟဲဝိုင်းရွှေညာဝိုင်းရွှေလားအင်ဂျင်လားရင်းနှီးတဲ့သူဆိုလို့ဒါပဲရှိတယ်လေဝိုင်းရွှေလားမကြိုက်ခင်လာတော့မှာဆိုတော့ဝိုင်းရွှေလားဘာလို့ဆိုအရှိမလည်းဝိုင်းရွှေဆိုတော့လေမကြိုက်ခင်လာတော့မှာဆိုတော့အခုသူကပင်တရမှာလည်း series ရိုက်နေတာဆိုတော့အမှန်တမ်းပြောဝိုင်းရွှေနေတော့တေးမဆောင်ပိုင်းတယ်နော်တေးမဆောင်ကြဘူးဘယ်လိုပြောလားတကယ်ချင်းရင်းရဖြစ်နေဝိုင်းရွှေကိုကြည့်ရတဲ့အခါမှာလေသူအဲ့လောက်ထိလုံနိုင်နေမယ်လို့မထင်တာဘူးဒါပေမဲ့သူတော်တော်လေးလုံနိုင်တယ်တော်တော်လေးလည်းတေးဆောင်ပိုင်းဘာလို့အဲ့လိုအချိန်နေကြရင်တော့လို့အဲ့လောက်ကြီးအမှန်လည်းအဲ့လောက်ကြီးအရင် pressure မထားဘူးလေလားဘာဖြစ်လို့လဲဆိုတော့ညီမတို့ရဲ့အလုပ်ကကြတော့တရုပ်ဆောင်ဖြစ်တဲ့အတွက်ဘယ်နေရာပဲဖြစ်ဖြစ်ကြားရစရုံမှာအကောင်းဆုံးကို character ကိုပေါ့တရုပ်ဆောင်ရလေအဲ့လိုဆိုတော့အရင်ကြီးတော့မတွေးဘူးပေါ့နော်ဒါပေမဲ့ဘာလို့ဆိုတော့လူတယောက်နဲ့တယောက်အခုအဲ့ဒီကိုနဲ့တရုပ်ဆောင်မှသူသိချင်တယ်ပေါ့နော်ဘာလို့ဆိုတော့သူနဲ့ဇာကားမြိုင်ခင်ပါတယ်တယောက်နဲ့တယောက်လို့ချင်းချင်းလေးဖြစ်ချင်တယ်အဲ့ဒါမှအကယ်လို့အဲ့လိုစင်းနေပါလာတဲ့အခါကျရင်ဟိုကတယောက်နဲ့တယောက်မရှိတော့မှလေအဲ့တော့ဘယ်လိုလဲပြောပြပါ